ကဲတာရွေကျွန်တော်တို့နေကြပဲဖြစ်တယ်ပေါ့ကွာကိုတော့သုံးလက်တိုက်ဆင်းပြီးတော့ကန်သိမ်းပြမယ်ကွာတကောင်တော့တယ်နောက်တစ်ကောင်ထပ်တော့မယ်ဂျီလေးပါလေးကောက်မယ်ကန်လေးပါလေးကောက်ပြီးတော့ပတ်ရှာမယ်ကွာပတ်ရှာရင်မင်းနဲ့ရောက်လာမင်းနဲ့ရောက်ချင်မှသူများပြစ်နေချင်မှတော့ဖင်ဝင်နေလိုက်ဒါကောင်းတကယ်ကောင်းတာလို့မင်းအကောင်နဲ့မေးလိုက်အောင်ဒီလောက်ခြေတံပြေးတက်လာတော့ခြေတံနားမထောင်ဘူးနှစ်ကောင်လုံးနှောလိုက်ကေပါပဲကွာဒီကောင်မထပ်ပြီးပါခေါ်လိုက်မယ်မင်းတို့ပြောလဲပြောချင်ကြပဲသိလားမင်းတို့ပဲကြည့်လိုက်ဒီလောက်ပြင်းတော့ပစ္စည်းငတ်တာတော့ပြောမနေနဲ့ကွာဒါလေးကတော့ဟိုဘက်ကောင်လမ်းပြစ်မယ်ပြစ်တာပေါ့ကွာဒီနဲ့ကောင်တော့ပြစ်ပြီးလူရှာရီတော့ထစ်လိတ်အဲ့ကောင်ပြစ်ဖို့တို့ပေါ်လေးပိုင်းနဲ့တက်ပြီးပိတ်တာပေါ့သိမလားpoint လေးပိုင်းထောက်ပြတယ်ငါ့ကိုမပြစ်ပဲပြေးတာဒီပြောင်းကြီးညနောက်ကဖိနိုင်တာဟာငါပဲနိုင်ချင်တာငါ့ကိုနိုင်မကြိုက်ဘူးလောက်ကြီးချာမင်းတို့တော့တွေ့ရမလားတော့မသိဘူးကွာစော့နေတဲ့သူကတော့တွေ့ရပါငါတော့တွေ့ရတယ်ပေါ့ကွာတောင်ပေါ်ဝစ်ပြီးဝမ်းရမောင်းလေးထောက်ပြနေတာခေါင်းလေးနဲ့ချက်ပြစ်ပေးလိုက်ရောက်လာကြီးအောင်ကြီးနဲ့လေရုပ်လေးပါလေးပြတာပေါ့ခုနငါ့ကိုနော်တော့ကောင်တက်လာတာကွာဘယ်နဲ့ကန့်မလဲတော့မသိဘူးကွာတက်လာတော့တီးပတ်ရှာတာပေါ့ခြေတန်းလေးပဲပတ်နာထောင်ပတ်ရှာငါဟိုဘက်ခမ်းမှာတင်ပြီး point ထုတ်ပြကွာမရှိဘူးတဲ့ဆရာသမားဒီမှာလာကန့်နေပါတယ်တဲ့ကွာအဲ့လောက်ကြီးချဒါတော့ခုနကတော့ပြစ်မဲ့သူရဲ့ကောင်လေးလမ်းပြစ်မှုလုံတာပေါ့ကွာချိန်နေတာချောင်းနေရပါကွာပြစ်တော့လည်းမထိလိုက်ဘူးကွာဒါနဲ့ဟိုးနောက်မှာနော့နေတဲ့ဘောလေးကောက်စားလုပ်လိုက်တယ်ဘူကန်တော့ဒီကောင်တစ်ကောင်ပဲရှိတော့တာပေါ့ကွာနေလေးတက်ထူမယ်ပေါ့နေထူပြီးပေါ့ကွာနေချာရဲ့နေတစ်လုံးပဲရှူးလိုက်တော့ဗီဒီယိုလေးဒီတော့ပါပဲတာကြီးတို့